ရှာရည်သမီးဒီမှာပဲထိုင်နေတော့မယ်အတိတ်ဆုံးဒီလိုပဲထိုင်ကြတာကျွန်တော်ဒီခုံလေးဆွဲပြပါလားသမီးကြီးခွေးဒီခုံမယူရလားပေါ်ပါပါတယ်လေပေးအကုန်ပေးအကုန်လုံးရှော့ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အဲ့တော့မှာပါတိတ်2 and 1 3 1 and 1နေပဲရှိရမှာဟုတ်လေအားလုံးပဲမင်္ဂလာပါရှင်မမတို့ရေညီမလေးတို့ live လေးတစ်ခေါက်ပြန်တက်လာပါပြီဟိုရှေ့မှာငလင်ဘေးတွေနဲ့ဗာနေဆိုညီမတို့12ရက်လောက် live တွေလည်းနားထားတယ်ဆိုင်လည်းပိတ်ထားတယ်ဒီနေ့တော့ဆိုင်လေးလည်းပြန်ဖွင့်ပါပြီဆိုင်မှာလာဝယ်ခြင်းနဲ့ဈေးဝယ်တွေလည်းလာဝယ်လို့ရပါပြီဒီ12ရက်အတွင်းမှာညီမတို့လည်းညီမတို့နိုင်တာတဲ့ပိုတဲ့အင်အားတွေနဲ့ကိုစရာရှိတာကိုလူစရာရှိတာလူရင်းနဲ့ဆိုင်လည်းအစင်နဲ့မဖြစ်သေးတော့ဆိုင်လေးခဏပိတ်ထားတာပေါ့နော်မနေ့ကစပြီးတော့ဆိုင်လေးကတော့ဖွင့်ပါတယ်ဒီနေ့မှစပြီးညီမလေးတို့ live လေးတွေပြန်ရောင်းနေပါပြီလိုအပ်တာရရှိရင်မမတို့ဝင်ရောက်ပြီးအားပေးလို့ရပါတယ်ရောင်းသွားမယ့်ပုံစံကတော့ဒီရက်ပိုင်းကတော့ညီမလေးတို့လည်းငလျင်ပေးနေတယ်ဆိုတော့ဆိုင်မှာဒီ live နဲ့ online ကိုပဲညီမလေးတို့အားကိုးပြီးကြောင်းရမှာပါညီမလေးတို့မန်လေးရဲ့အနေထားနဲ့ဆိုင်မှာလာဝယ်ဖို့ကတိတ်အဆင်မပြေကြသေးဘူးမြို့ကန်တွေကလည်းငလျင်ပေးထိထားကြတဲ့သူတွေများတဲ့အတွက်ဆိုင်မှာရောင်းဖို့ကတော့တိတ်အဆင်မပြေသေးပါဘူးဒါကြောင့်မို့ညီမလေးတို့ live လေးရောင်းတာကိုလည်းနားလည်ပေးဖို့မြတ်တာရက်ခံချင်ပါတယ်ဟိုအလောက်ကလည်းမလုပ်လို့လည်းမရတဲ့အတွက်ညီမတို့လည်းစိတ်တွေပျော်ပြီးတော့လောဘစောတိုက်ပြီးတော့ရောင်းတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ကိုယ့်အနေထားနဲ့ကိုယ့်အခြေအနေနဲ့ကိုယ့်အကြောင်းကိုယ်သာသိဆိုလို့လူတွေကအလောက်ကလည်းမလုပ်လို့မရအောင်မရောင်းလို့လည်းမရတဲ့အခြေအနေမျိုးညီမတို့လည်းဒီနေ့ကစပြီး live လေးရောင်းပါတယ်ဟိုမမတို့လိုအပ်တာတွေရှင်ဝင်ပြီးအားပေးလို့ရပါတယ်ရှင်ဟိုလူမဲ့မမတွေညီမလေးတွေကလည်းလေမနေ့ဖြန်တပတ်ခါတီနော်တမင်းငယ်10ရက်လား10ရက်နေ့ထိညီမလေးတို့အလူငွေလေးတွေလက်ခံပေးပါမယ်ညီမလေးတို့မနေ့ဖြန်လည်းတနေရာထပ်သွားလှူဖို့ရှိပါတယ်ဟိုအလူငွေလေးတွေပါဝင်လူရမ်းချင်တယ်ဆိုရင်လည်းညီမလေးတို့စီမှာဆက်ပြီးတော့အလူငွေလေးတွေထည့်လို့ရပါသေးတယ်နော်ဟိုမချစ်ဟိုင်းမှာမက်လွင်လွင်မိုးရေမင်္ဂလာပါရှင်မမတို့အခု live လေးမှာတော့လေညီမလေးကလေအင်ဒိုနီးရှားပါတီ special live လေးပါတကြံနားလေးနီးနေတဲ့အတွက်ပါတီကာရွားပြုကျင်တဲ့ဈေးဝယ်တွေလည်းရှိနေပါတယ်အဲ့ဒါညီမလေးတို့လည်းငွေပေါ်တောက်ချောက်ရောင်းသွားမှာပါငွေပေါ်ရောင်းရတဲ့အကြောင်းအရာလည်းဒီမှာလည်းငလျင်ပေးနဲ့ပါနေဆိုတော့ရာသီချိန်ဖြစ်တဲ့အတွက်ညီမလေးတို့ပစ္စည်းတအားဖြည့်ထားတာပေါ့နော်ပစ္စည်းတွေကလည်းတအားများနေတာပါဒါပေမဲ့ဒီလိုအခြေအနေဖြစ်တော့ညီမလေးတို့လည်းအကုန်လုံးရောင်းဝယ်တွေကရက်သွားတဲ့အတွက်ပစ္စည်းတအား stock များနေပါတယ်ညီမလေးစီမှာအဲ့ဒါကြောင့်မို့ဟိုဈေးကွက်ဖြတ်တာတော့လည်းမဟုတ်ဘူးပေါင်ဈေးမဟုတ်တဲ့ဈေးလေးတွေနဲ့ညီမလေးအခု live မှာရောင်းပေးသွားမှာပါငွေပေါ်ချရောင်းသွားမှာပါပစ္စည်းတွေတအားများနေတော့ပစ္စည်းတွေနဲ့ညီမလေးတို့လည်းတော်တော်ကိုအဆင်မပြေဘူးပေါ့နော်ဒီငလျင်ပေးနေဆိုတော့စီးရတာအားများနေတော့နည်းနည်းလေးပစ္စည်းတွေလည်းရော့ကျင်တယ်အဲဒါကြောင့်မို့အခုပါတိတ် live လေးမှာလည်းအကုန်လုံးတန်တန်လေးနဲ့ညီမလေးကဟိုတချို့ဟာတွေဆိုလည်းပေါက်ဈေးတော့မဟုတ်ဘူးဒါပေမဲ့ဟိုဈေးကွက်ဖြတ်တာလည်းမဟုတ်ဘူးဟိုညီမလေးတို့လည်းဟိုအဆင်ပြေနည်းနည်းအဆင်ပြေသွားအောင်ဟိုပစ္စည်းလည်းနည်းနည်းရော့သွားအောင်ရှောင်းပေးလိုက်တဲ့သဘောပဲအဲဒါကြောင့်မို့လိုအပ်တာရှင်မမတို့တန်တန်လေးနဲ့ဝင်ပြီးတော့ယူလို့ရပါတယ်เนาะ line လေးတွေကလည်းတိတ်မကောင်းဘူးဆိုတော့ညီမလေးတို့ကညဘက်တည်းကတော့ကိုအိမ်မှာလည်းအင်အားရေမရသေးဘူးဆိုတော့ညီမတို့ကအိမ်မှာနေလို့မရသေးဘူးပေါ့နော်ဟိုတယ်မှာပဲသွားနေကြတာအဲ့တော့ညဘက်တော့ live တွေကရှိအောင်မှာမဟုတ်ဘူးပေါ့နော်တနေ့ကုန်တော့မနက်7:00 နာရီလောက်ကနေညနေ4:00 နာရီခွဲ9:00 နာရီညနေ9:00 နာရီလောက်ထိညီမလေးတို့ live လေးတွေလုပ်ပေးပါမယ်မောင်မာကြီးဟိုင်းမမောင်မာလေးဟုတ်လီလန်းခင်မြန်ငယ်ထွန်းကြီးဟိုင်းမရှင်ဟုတ်အခုလေဒီချီအဖို့ပါတိတ်လေးရစရောင်းပေးလိုက်မယ်အမျိုးအစားကိုညီမလေးတို့ကစုံလေးရောင်းသွားလိုက်မယ်နော်အမျိုးအစားအစုံပါမှာမလို့ပါတိတ်ကြိုက်တဲ့သူတွေကဒီနေ့ရောင်းမယ်ထဲမှာအင်ဒိုနီးရှား3 meter 1 set တွေပါမယ်ဟိုအင်ဒိုနီးရှားနက်သဖြူ3 meter ခြိသားပါမယ်အဖို့3 meter တွေပါမယ်ပြီးတော့အဖို့2 meter 2 meter ခွဲ 2.4 တွေပါမယ်ပြီးတော့ပုံဝါပါ2 in 1တွေပါမယ်3 in 1တွေပါမယ်အကုန်လုံးပစ္စည်းအမျိုးအစားစုံလေးပါမယ်ဒါပေမဲ့ပစ္စည်းအမျိုးအစားစုံလေးကိုပဲညီမလေးတို့ဈေးတွေအများကြီး shop ပြီးရောင်းပေးမှာလီလီယန်ခင်မြန်းတွေတော့ရတယ်ကက်ရှမီးယားလေးရသေးတယ်ဟိုပုံလေးနဲ့ပြဝယ်ပေးနော်မမတို့ပထမ live မှာရောင်းသွားတာလေးရှိတယ်ဒါပေမဲ့တို့ပစ္စည်းတော့ခွဲပြီးသွားတယ်နော်ကက်ရှမီးယားတွေမနေ့ဖြန်တစ်ခေါက်ထပ်ရောင်းပေးမယ်ကက်ရှမီးယားမနေ့ဖြန်တစ်ခေါက်ထပ်ရောင်းပေးမယ်သိလားလီလီယန်ကြီးဟိုဟာလीမနေ့ဖြန်တစ်ခေါက်ထပ်ရောင်းပေးမယ်နော်မနေ့ဖြန်နေ့လယ်7:00 နာရီလောက်ဆို live စပါမယ်ရှင်ကက်ရှမီးယားတွေချီဖွန်ဘန်တို့တွေလည်းပစ္စည်းတွေကလာနေရတယ်ရှိနေရတယ်မနေ့ဖြန်တော့ရောက်မယ်ထင်ပါတယ်ဟုတ်အဲ့ဒါလေးမနေ့ဖြန်တတုတ်ထက်ရောင်းပေးပါမယ်ရှင်ဒီနေ့8ရက်ဆို8 9 10 11 12 5ရက်လုံးလေးနေ့လယ်7:00 နာရီလောက်ကနေညနေ9:00 နာရီထိ live လေးနေ့တိုင်းလုပ်ပေးသွားပါမယ်ဟုတ်လွှဲတာရှိရင်ဝယ်လို့ရပါတယ်10ရက်နေ့ထိတော့ဟိုအိမ်ရောက်ငွေချေတွေက10ရက်နေ့ထိပို့ပေးလို့ရပါတယ်ကျန်တဲ့သူတွေကတော့အရေးကြီးရင်ကားဂိတ်ကနေပို့လို့ရပါတယ်ဟို12ရက်နေ့နောက်ပိုင်းယူမဲ့သူတွေကတော့တကြံပြီးမှပဲပစ္စည်းရမှာပေါ့နော်ဟုတ်ကြောဘိုးတွေပါလို့လဲဆိုရင်တော့မြန်လေးတရက်ကိုယူလို့ရပါတယ်အခုညီမလေးဒီဟာလေးကနေစပြလိုက်မယ်ဟိုပစ္စည်းအမျိုးအစားကိုစုံလေးပြပေးတော့မှာပါလေဟုတ်အခုပထမအဦးဆုံးချီဖုတွေရောင်းလိုက်ပါမယ်ချီဖု3 meter လေးပေါ့နော်ချီဖု3 meter လေးဒီနေ့1 set တစ်စုံလုံးကိုမှာ
1 set တစ်စုံလုံးကိုမှဒီနေ့ချီအဖို့ကိုပုံမှန်စေး3,200ခွဲပါဟုတ်1 set တစ်စုံလုံးကိုဒီချီအဖို့3 meter ကိုဒီနေ့3,000အတိနဲ့ပေးပါမယ်အရန်တန်ပါတယ်ဟုတ်အရန်တန်ပါတယ်3,000အတိနဲ့ပေးပါမယ်3 meter 1 set တွေပါချီအဖို့သားတွေပါအရန်ကိုလှပါတယ်တော်တော်ကိုလှရတဲ့မှာပါတယ်ပါတစ်ကိုအစင်စိတ်စိတ်ကလေးဝစ်ချင်တယ်ဒါပေမဲ့တစ်မျိုးကိုတစ်စုံစီပဲတော့ဒီဟာတွေကလေနော်တမီးနော်တစ်စုံလေးဒီကဘယ်ရနှစ်စုံရှိမလဲဝေးရည်တော်တော်ကိုပိုးဆန်ပြီးလှရတဲ့မှာပါတယ်ဟုတ်ကက်ရှမီးယားတွေရအောင်မယ်နော်အရန်ချစ်ဖို့ကပါတစ်ကိုမှလုံးဝဆန်းဆန်းလေးမတို့လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်ကာရောပြုချင်တာတွေပဲဖြစ်ဖြစ်ကိုယ်တိုင်ဝတ်ချင်တာပဲဖြစ်ဖြစ်လုံးဝကိုလေအိဆက်နေတဲ့အသားလေးပါနော်အိဆက်နေတဲ့အသားလေးတွေတော်တော်လေးလှတယ်ပစ္စည်းအများကြီးမရှိတော့ဘူး2 4 6 8အစုံ90တောင်မရှိဘူးဒီနားလေးမှာလေတစ်ခေါက်စိတ်ပန်းတို့အဖျော်ဆုံး baby pin ယူချင်ပါသေးတယ်မမမီဆိုတာရတယ်မဆန်စာမလာဟိုင်းပေးပါလာရင်မမမီဆိုရင်တစ်ခေါက်စိတ်ကိုပန်းတို့နူတယ်တနည်းရှိတယ် baby pin လုံးဝဖြော့နေတာရှိရပြမယ်နော်ဟိုပစ္စည်းတွေကတော့အကုန်ရှိပါတယ်ပစ္စည်းတွေကလည်းအများကြီးပဲဆိုတော့ရှိတယ်အရန်လှတယ်ဒီဟာလေးတွေအခုကိုကုန်း20လောက်ရောင်းလိုက်ပါမယ်ဟိုကအမျိုးအစားလေးလဲစုံစုံလေးဖြစ်ချင်လို့လေစုံစုံလေးရောင်းချင်လို့လေဟုတ်ဒီဟာလေးတွေရောင်းပေးပါအောင်မယ်ချီဖို့3 meter 1 set တွေပါအရန်လှပါတယ်ချီနဂိုက်ခွဲလဲပါမယ်မဟုတ်ဘူးရောင်ပါမယ်ရှင်ချီနဂိုက်ခွဲတွေရှိသေးလားချီနဂိုက်ခွဲလေးတွေလည်းရှော့ရောင်းလိုက်ပါမယ်ဒီနေ့ဟုတ်ဒီမှာအရန်ချက်ဖို့ကောင်းတယ်ဒါ3 meter ချီဖို့เนาะအရန်လှတယ်ဒါလေးလိုချင်2ယောက်ရပါမယ်တသိန်းနဲ့လိုချင် A1 မှာ A1 လေးလိုချင်2ယောက်ရပါမယ်ဟုတ်လိုချင်တသိန်းပါရှင်လိုချင်တသိန်းအထိပါရှင်အင်ဒိုနီးရှားနှစ်သက်ဖြူချီအဖို့လုံးဝ quality အကောင်းဆုံးအဆင့်လဲအဆန်းဆုံးဒါနောက်ဆုံးတစ်ကြံအတွက်ညီမလေးတို့တွင်းထားတဲ့ပစ္စည်းအသစ်တွေပါရှင်အရန်လှပါတယ်တသိန်းအထိလည်းနဲ့ယူပါလိုချင် A1 ပါရှင် A1 လေးပါရှင် A1 အရန်လှတယ်เนาะလိုချင် A1 လေးပါလိုချင်2ယောက်ရပါမယ်ပြီးသမီးက A1 လေး2ယောက်ရောက်ဒီဗီဒါလေးလှလိုက်တာအားကိုလှတာအရန်ကိုလှတာပြောတာတကာကိုပိုလှတယ်ဗီဒါလေးလိုချင် A2 ဒါလေးကတော့1ယောက်ပဲရပါမယ်ကိုကိုရောဝတ်ချင်တယ်စိတ်ပိတ်နေရပဲအိဆက်နေရပဲအေးနေရောပဲ A2 လေးလည်းအရန်လှတယ်လိုချင် A2 ပါလိုချင်ဒီဟာလေးကတော့1ယောက်ပဲရပါမယ်ဗီဒါပြောလေးဟိုပါတိတ်ပုံဝင်းရှိမှာပဲထိုင်လွှင့်နေလိုက်တော့တာလေဟိုကိုကြိုက်တာတွေဆွဲရောက်မယ်ဆိုတော့ဒီဘက်တကြောလုံးကအကုန်လုံးပါတိတ်တွေကြီးပဲဒီဘက်တကြောလုံးမှလည်းပါတိတ်တွေဟိုနောက်တွေမှလည်းပါတိတ်တွေအကုန်လုံးပါတိတ်တွေကြီးမလို့လေဒီနားပါတိတ်ကောက်တာရှိမှာပဲထိုင်ရောက်နေလိုက်တော့တာဟုတ်လိုချင်ဒါလေးကတော့ပေးတာလေးပါဟုတ်ဟိုင်းလေးတွေလုပ်ပေးပါအောင်မတို့ရေအရန်ချစ်ဖို့ကောင်းနော် A2 လေးလိုချင်တသိန်း1ယောက်ပဲရပါမယ်ရှင်1ယောက်ပဲရပါမယ်ရှင် live လေးဒီ live လေးကိုတွေ့ပြီးစိုင်းမလာယူရင်လည်း12ရက်နေ့ထိကဒီဈေးတွေနဲ့ပဲညီမတို့ရောင်းပေးသွားမှာပါ live ထဲမှာပဲဝယ်ဟိုပစ္စည်းကျန်နေဆိုရင်တော့စိုင်းမလာဝယ်ခြင်းနဲ့ဈေးကွက်တွေလည်းညီမတို့ဆိုင်လေး29လမ်းခွန်3ခွန်လေးကြောင်းမှာမနက်8 နာရီကနေ3,200နဲ့ရောင်းတာ3,000နဲ့ရောင်းတော့တာ3,000နဲ့ပဲပေးခဲ့တာနော်3,200ခွဲတယ်မှာ3,000နဲ့ပဲပေးခဲ့တာပါဟုတ်လိုချင် A2 ပါအရန်လှပါတယ်လိုချင်1ယောက်ရပါမယ်ရှင်A2 လေးလိုချင်1ယောက်ရပါမယ်ရှင်နင်းလေးဈေးဝယ်လို့ပေးတာယူတယ်ຫນွယ်လေးဟုတ်မမက်ຫນွယ်လေးရတယ် A2 လေး3,000နဲ့မမရေကျေးဇူးတင်ပါတယ်မမရေကြည့်အောင်ရှစ်ဖို့ကောင်းလိုက်တာပန်းစီနီလေးရှစ်ဖို့ကောင်းလိုက်တာပါတိတ်မှာတစ်ခါမှမလာဘူးတဲ့အယောင်လေးပန်းစီနီညိုလေးချဲရေကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါတယ်ဝမ်းမမထွန်းလည်းလေးကိုလည်းတကယ်ဖျားကိုလည်းကျေးဇူးတင်တယ်ကိုဒီလိုအနေရကင်းကင်းလေးနဲ့လေးနေခွင့်ရတာကတ်စပေးမှလည်းမပါသွားတာတကယ်ကိုလည်းကန်ကောင်းတယ်ဆိုတာသိပါတယ်အဲ့ဒါကြောင့်ဖျားကိုလည်းကျေးဇူးတင်တယ်သိလားမကြည်စမ်းရီဟိုင်းမမရီချစ်မမဟုတ်လို့ချင်းဒါလေးက A2 ပါဒီနေ့မှာတော့ညီမတို့တသိန်းအတိနဲ့ပဲပေးထားပါတယ်သူကတော့အဖုသားလေးပါမမတို့ရေအဖုသားလေးပါလို့ချင်းရင်တော့ဒါလေးက A2 ပါရှင် A2 ပါ sorry A3 ပါရှင် sorry A2 ကမမက်နွယ်လေးတယောက်ပဲရလိုက်တာနော်ဒါလေးကလေပန်းစီနီလေးသူကလေပါတိတ်ကူမှတကယ်ဆန်းဆန်းလေးလေဝတ်မယ်ဆိုတနေ့ကသိမ်းထားလဲဈေးဝယ်ရဆိုင်မှာလာဝဲတဲ့ဈေးဝယ်လူသွားတယ်ကိုလည်းဒီငလျင်ဘိန်းနဲ့ဗာနဲ့ဆိုတော့လည်းမချုပ်ဖြစ်တော့ပါဘူးတအားချစ်စရာကောင်းတာလိုချင်ဒါလေးက A3 ပါရှင်ပါတိတ်ကမှတကယ်ဆန်းဆန်းလေးဝတ်ချင်3 meter လေးယူပါနော်မမတို့ချီအဖုလုံးဝအိဆက်နေတဲ့နှစ်သဖြူချီအဖုသားလေးမွေးပြီးအိဆက်နေရပဲအရန်လှပါတယ်လိုချင်ဒါလေးကတော့ A3 ပါရှင် A3 လေးပါဟုတ်မမကြည့်ပေးမယ်နော်မမရေကလေးတွေကလည်းအကုန်မလာသေးတော့လေမမက်နွယ်လေးကိုစီးပြီးမှကြည့်ပေးလိုက်ရော A3 လေးပါလိုချင်တသိန်းအတိနဲ့ရမှာ A3 ပါမမတို့အခုချိန်ကြောဖို့အရန်ကောင်းတဲ့ပစ္စည်းလေးဆိုရင်မမတို့ဒီတပြေသီးပုတ်လေးဆိုလဲတစ်စုံပဲရှိတာ A4 လှလိုက်တာဒီသက်လှစရာအောင်မရှိဘူးလိုချင် A4 လေးလှလိုက်တာကြည့်ပါအောင်လိုချင် A4 ပါလိုချင်တသိန်းအတိနဲ့ရမှာဒါလေးလည်းလှလိုက်တာမမတို့ရေလိုချင်ဒါလေးက A4 ပါနော်ဒီမှာဖျားအောင်နားလေးလှလိုက်တာလိုချင်ဒါလေးက A4 လေးပါနော် A4 လေးလှလိုက်တာတပြေသီးပုတ်ရအောင်လေးလှလိုက်တာ
သမီးမမနဲ့လေးကိုကြည့်ပေးလိုက်မမပါမေးထားရှိရရတယ်ပေးလိုက်မမကို3သိန်း4တောင်းနဲ့ထည့်ပေးလိုက်စုံဖြတ်ပေးလိုက်သမီးဟုတ်နွယ်လေးမမလိုရေးထားလိုက်3သိန်း4တောင်းမမထုံမတက်ချွတ်ချင်းလေးမလား အဲ့ချူချူလေးချူချူ အဲ့ဒါမရှိတော့ဟုတ်လိုချင် A4 ပါလိုချင် A4 လေးပါရှင် A4 လေးလည်းအရန်လာတယ်လိုချင်3သိန်းအတိနဲ့ရမှာပါရှင်လိုချင်တော့ A4 ပါရှင် A4 လေးလိုချင်တယောက်ရမှာရှင်ဟုတ်ဒါလေးတွေကလေအခုဟိုဗာလဲစိုက်မလာဝယ်ရင်လည်းညီမလေးတို့ဒီဈေးနဲ့ပဲ12ရက်နေ့ထိပေးအောင်ပါပါ A3 ကလည်းမမက်နွယ်လေးရတယ် A3 လေးလည်းမမက်နွယ်လေးရတယ်မမရေကျေးဇူးတင်ပါတယ်ချစ်မမရေဟုတ်လိုချင်ဒါလေးကခဲပြရအောင် A5 လေးပါလိုချင်တယောက်ရောက်ဟုတ်ဒါလေးကတော့ခဲပြရအောင် A5 လေးပါလိုချင်1 set တစ်စုံလုံးကို3သိန်းအတိပါအသားလည်းအရန်ကောင်းပါတယ်ဟုတ်လိုချင်ဒါလေးက A5 ပါရှင် A5 ခဲပြလေးပါရှင်ခဲပြ A5 လေးပါလိုချင်1 set တစ်စုံလုံးကို3သိန်းအတိပါရှင်လိုချင်တော့ A5 ပါရှင် A5 လေးလည်းအရန်လှတယ်နော်မတော်လိုချင်တော့ A5 လေးပါရှင် A5 လေးလည်းအရန်လှပါတယ်ချီချော 2.4 တွေရှိသေးလားအခုပဲရှိပါလားချီချောကနည်းသွားတယ်နောက်မှာတော့ရှိရရှိတယ်ဆိုတော့ဒီကဈေးလျှော့ရအောင်ဟုတ်လိုချင်ရင်ဒါလေးက A4 ပါရှင် A4 လေးပါရှင် A4 လေး A4 လေးလိုချင်ရင်လည်းအရန်လှတယ်လိုချင်ရင်တော့ဒါလေးက A4 လေးပါ A4 လေးလိုချင်ရင်လည်းတရားကျေးဇူးတင်ပါတယ်မဖြစ်ဖြစ်နော်ကျေးဇူးပါမကြီးကျေးဇူးပါမကြီးဟုတ်လိုချင်ရင်ဒါလေးကမမအားလန်ချစ်မလေးဟုတ်ပါမမကြီးလှတယ်လိုချင် A4 လေး A4 လေးလိုချင်တယောက်ရမယ်3သိန်းဟုတ်ပါ A5 လား sorry A5 sorry မမတို့ဒါလေးက A5 ပါ A5 လေးလိုချင်တယောက်ရမယ်ဟုတ်နွယ်နေမြင့်ရေ3သိန်းအတိပါရှင်သူကလေခြေဖို့3မီတာတွေပါမမတို့ပုံမှန်တော့3သိန်း2500ရောင်းပါတယ်ရှင်ဟုတ်ဒါလေးကိုဒီနေ့တော့3သိန်းအတိနဲ့ပဲရောင်းပေးထားတယ်ခြေအဖုလေးတွေပါပြီးရင်ခြေ3မီတာတွေလည်းရောင်းပါမယ်ပြီးရင်2-in-1 power bar 3-in-1 power bar တွေလည်းဈေးတွေအများကြီး short ပေးအောင်မယ် Saramon က K22 ရလေးလာတယ်K22 ပါဗျာဟုတ်လားK22 မရတော့ဘူးတဲ့Saramonရေညီမလေးဟုတ်လိုချင်ဒါလေးက A5 ပါ A5 လေးလိုချင်တယောက်ရမယ်ဒီနေ့အမျိုးသားတွေကအစုံရောင်းမှာမလို့လေမြန်လေးပြလိုက်မယ်နော်ဟုတ်လိုချင်တာဒီပန်းနုလေးယူရမှာတော့ဒီပန်းလေးယူမှာအရန်ချစ်ဖို့ကောင်းတော့အရန်ချစ်စရာကောင်းတာဒါလေးတအားလာပဲပန်ငပိနုလေးလိုချင် A6 ပါလိုချင် A6 တသိန်းအထိပါရှင် A6 တအားကိုလှA6 တအားကိုလှမနေ့ကပုံနေလေးတင်ပေးပါမယ်ဟုတ်လိုချင်ဒါလေးက A6 ပါရှင် A6 လေးပါ A6 လေးလိုချင်တယောက်ရပါမယ်ရှင် live လေးကိုကြည့်ပြီးတော့လည်းလာယူလို့ရပါတယ်ဒါပေမဲ့ညဘက်တော့လေညီမလေးတို့ကလေဖြည့်မဲ့သူတွေရှိမှာမဟုတ်ဘူးမာကလေးတွေကလေ9ခွဲလောက်ထိပဲရှိမှာပေါ့နော်ဈေးဝယ်လာနေဟုတ်လိုချင်ရင်တော့ဒါလေးက A6 ပါရှင် A6 လေးလှလိုက်တာညီမလေးတို့2ယောက်ဝင်ဖြည့်ပေးမယ်ညီမလေးတို့2ယောက်9နာရီခွဲလောက်ဆိုပြန်စဖြည့်ပေးမယ်10နာရီလောက်ဆိုပြန်ဖြည့်ပေးမယ်နော်ဘောဖြစ်တော့ဟုတ်လိုချင်ဒါလေးက A6 ဒါလေးလည်းအရန်လှရလိုချင်3သိန်းအတိနဲ့ရပါမယ်နော်ဟုတ်အခုရောင်းပေးတာnet တစ်ဖြူ3မီတာတွေပါရှင်လိုင်း25ထိပဲတက်တာသေးလား26နော်3မီတာဟုတ်ပါတယ်3မီတာတွေပါရှင်3မီတာတွေပါရှင်ဟုတ် crystal love ရေ3မီတာကိုအဖို့ကောင်းစားတယ်ညီမလေးအဖို့ကိုလုံးဝ premium အဖို့တွေသိလားအသားအရန်ကောင်းတယ်မတို့အသားလေးရလေအရန်ကောင်းတယ်သိလားချီအဖို့သားလေးကြည့်အောင်နော်ဟုတ်လိုချင်ဒါလေးက A6 ပါ A6 တောင်းလာတာ A6 လေးစားပါလားငါအရန်စစ်စရာကောင်းတယ်မဟုတ်ပါတိတ်ကလေးလိုချင်တယ်ဆိုရင်တော့ A6 လေးအရန်လာတာငပိရောင်လေးပါ A6 လေးပါ A6 စိတ်တောင်းနဲ့နဲ့ဆုံးနဲ့ဒီမှာကြည့်အောင်မိုင်းလိုရောင်လေးအစင်နှုံးနှုံးလေးပါတိတ်ကိုလေးအစင်နှုံးနှုံးလေးဝတ်ချင်တယ်ဆိုရဲဆိုလေးယူလို့ရတယ်ဝတ်ချင်တယ်ဆိုရဲဒီလေးယူလို့မေဖြိုး A6 ရပါတယ်ဒါနှစ်ခိုက်ကွင်းနှစ်ခိုက်ကွင်း10ဝင်းရှိပြီဟုတ်လားဒီမှာဟုတ်တယ်ကိုမမနော်ဆရာဝန်မမလေးကွင်းအခုဒီမမလည်းလေးကွင်းလေးဆိုနှစ်ခိုက်ကွင်းကိုလာထည့်ထားတာအေးနှစ်ခိုက်ပြတ်တယ်ရောနှစ်ခိုက်ကွင်းနေထည့်တယ်နော်အခု2မီတာတွေဝတ်ရေးတာသမီးဒီမှာ2မီတာတွေဖဲ့ထုတ်စမှတ်ကွင်းနေရမှာနှစ်ခိုက်တယ်နှစ်ခိုက်ဆိုတာ2မီတာကွင်းနေ A6 ကမေဖြိုးရပါတယ်နောက်မှ1ဆက်ရအောင်1ဆက်တရအောင်ဒီခွဲစမှာတိတ်ချအောင်လို့ဖြန့်ကြည့်စမှာအဲ့မှာ3ခွဲလုံး2မီတာကွင်းနေဆက်လိုက်ပါဟုတ်ဒါလေးလည်းအရန်လာတယ်ဟိုပိုင်တကွန်စိမ်းလေး A7 မှာလိုချင်3မီတာတစ်စုံလုံးကို3သိန်းနဲ့ရမှာပါရှင်အရန်ချစ်စရာကောင်းတယ်လိုချင် A7 မှာရှင် A7 မှာခဏနေလက်ကောဂျိတ်တွေနဲ့ပြင်သစ်စာ1ဆက်တွေကိုတစ်ခွက်ဒီနေ့ short ပြီးတော့ရောင်းပေးဖို့လည်းရှိပါသေးတယ်ဟုတ်ရောင်းပေးပါအောင်မယ်ခဏနေကြိုင်ခဏနေမမြင်လဲမနေ့ဖြန်ပေါ့နော်မနေ့ဖြန်မှာရောင်းနိုင်မယ်နော်အဲ့ဒါညီမလေးတို့လေ890 17 17 9ရက်လုံးမှာ special live တွေရှိပါတယ်မမယူတာ1 set တွေမမညီမလေးရောင်းတာလဲ1 set တွေကြီးပဲမမဟုတ်တယ်
တသိန်းမှာရှင်ဟုတ်တသိန်းမှာရှင်ချီဖို့ premium အဖို့ 3 meter တွေပါပုံမှန်ဈေး3,200 ခွဲ3,2800မှာရှင်ဒီနေ့ live မှာတော့ညီမလေးတို့လည်းဒါငလျင်ဘိန်းနဲ့ပါနေဆိုဒီနေ့မှ live စရောင်းတော့လေတသိန်းနဲ့ရောင်းပေးထားတာပါရှင် A7 မှာရှင် A7 A6 ကမေးပြီး A7 လေးလိုချင်တသိန်းနဲ့ရပါမယ်ရှင်လိုချင်တယောက်ရပါမယ်ရှင်လိုချင် A7 တသိန်းဝင်းနေရဟိုကိုပို့လိုက်တော့လေမနေပါကိုပို့လိုက်တော့ကွင်းနေတာA7 လေးလိုချင်တသိန်းနဲ့တယောက်ရပါမယ်အကုန်လေးဒိတ်ဒိတ်ကျဲလှရတယ်ကြီးထုတ်ရောင်းနေတာမတရားလှတာလူကြီးတို့ကိုလက်ဆောင်ပေးမယ်ကာရဝါပြုမယ်ဆိုတော့တအားလှဒါလေးများလှလိုက်တာမိုးပြနုနုလေးအဖြစ်မှလေးမိုးပြနုနုလေးတလောက်ကိုမရင့်ဘူးဒါလေးက A8 ပါ A8 ကလေးလည်းအရန်လှတာရှင့်လိုချင်ဒါလေးက A8 ပါရှင့်လိုချင်တော့မိုးပြရောင်လေးဒါလေးက A8 ပါရှင့် A8 ကလေးလှလိုက်တာလိုချင်ဒါလေးက A8 ကလေးပါနော်မမယူတာအကုန်1 set တယ်မမဒီမကြည့်အောင်ဒီမိုးပြလေးလည်းဘယ်လောက်ချစ်ဖို့ကောင်းတာသူကလေပါတိတ်ကိုအစင်နှုံနှုတ်ကလေးလိုချင်တယ်ဆိုရင်ဒီဟာလေးယူလို့ရတယ်နော်ဟုတ်လိုချင်တော့ဒါလေးက A8 ပါရှင့်ညီမလေးတို့2 in 1ပေါ်ဝါပါတယ်3 in 1ပေါ်ဝါပါတယ်လည်းရောင်းပေးဖို့ရှိပါသေးတယ်ဈေးတွေအကုန်လုံးဒီတိုင်းတိုင်းကိုချရောင်းလိုက်မှာအရန်အတန်ဆုံးရမှာနော်ဟိုဟာ3,600ခွဲတယ်2 in 1ပေါ်ဝါပါတယ်ကိုဒီနေ့3,300နဲ့ရောင်းပေးမှာခဏနေ3,300နဲ့ရောင်းပေးလိုက်မှာ3,300နဲ့မကြည့်ဘူးနဲ့ကလေးကကြည့်ရညီမလေးကလည်းမဟုတ်ဘူးပစ္စည်းအရင်များနေလို့ပစ္စည်းရရော့နေတာညီမလေးတို့မှလည်းဒီမှာလည်းဘာဖြစ်ငလင်းတန်နဲ့ဆိုတော့တော်တော်လေးကိုအချိန်နေရတအားကြီးအဆင်ပြေဘာကိုအဆင်ပြေဆိုတာဘာမှမဟုတ်ပါဘူးအများကြီးတစ်ခါရောင်နေတာကိုကဘာမှမဖြစ်လိုက်ဘူးဟိုဘာဖြစ်နေတဲ့ရိုက်ခတ်မှုတော့ကို့မှလည်းရှိတာပဲနော်အဲ့ဒါညီမလေးတို့လည်းအများကြီးတော့ရှိတာပေါ့ရိုက်ခတ်မှုလေးဟုတ်အိမ်မှာဆိုအခုရှိမရှိဘူးညီမလေးတို့အိမ်မှာမနေဘူးခုကဟိုမနေ့ဆိုရင်ဆိုင်မှာဟိုဖြစ်ပြီးတော့ဟိုတယ်မှာအခန်းတစ်ခန်းယူထားပြီးတော့အဲ့လိုသွားနေကြတာညနေ9 ခွဲလောက်ဆိုပြန်လိုက်တာပေါ့နော်အဲ့လိုမျိုးသွားနေကြတာဆိုင်မှာမနေ့ပိုင်းခဏလောက်ပဲဒါ A ဘယ်လောက်လဲ A7 A8 လားဒါလေးက A8 ပါ A8 ကလေးပါရှင်လိုချင် A8 ကလေးတသိန်းပါရှင်လိုချင် A8 တသိန်းပါဒီမှာနီညိုညိုညိုကိုလေးရှိသေးရတော့နီညိုညိုညိုကိုလေးပါတိတ်ထဲမှာတခါမှမလာဘူးတဲ့အစင်နဲ့ကာလာအဆက်နဲ့အယောင်လေးအရန်ချစ်ဖို့ကောင်းတယ်ပါတိတ်ကိုဆူဆူအေးလေးဝစ်ချင်ဒါလေးယူလို့ရတယ်လိုချင်တော့ဒါလေးက A9 မှာချစ်စရာကောင်းလိုက်တာနီညိုလေးကိုဆိုအေးဖက်နေရပဲဘလို့ကိုလှမှန်းမသိဘူးပုံမှန်တိုင်းဆိုလူယူနေကြမှာအခုတသိန်းရလေးမစင်စားပဲယူလို့ရပါတယ်ရှင်3 meter တွေပါရှင်3 meter တွေပါနော်ဟုတ်လိုချင် A9 မှာရှင်လောက်နဲ့ရောင်းပေးလိုက်ပါဦးမောင်ရတယ်တသိန်းဟိုနဲ့ပဲပြလိုက်တော့လေတသိန်းခွဲနဲ့ပဲပြလိုက်ပါတော့1 set ကိုနော်အဲ့ဒါဟိုဟာဒီတိုင်းတိုင်းပဲနော်သမီးမို့အစဝတ်နေတသိန်း2,000ခွဲရှိရနော်သမီးမဟုတ်ဒါလေးက A9 မှာမမတို့ရေဟိုင်းလေးတွေလုပ်ပေးပါအောင်မမတို့ရေဟိုင်းလေးတွေလုပ်ပါအောင်ခဏနေပြင်သစ်စာနဲ့ချိတ်ကလေးတွေလည်းရောင်းချင်နေရတော့ရောင်းချင်တာတွေကများနေဟုတ်ဒါလေးလှလိုက်တာနင်းညိုလေး1 set ပါရှင်1 set လို့ဖြည့်ပေးပါအောင်ဝီရေဟုတ်လို့ချင်းဒါလေးက A9 မှာရှင်လှလိုက်တာခုဖောက်ကိုတောင်ဝစ်ချင်တယ်အရင်ဟာဒီဟာတွေကိုလေးမနေ့ပြန်ဓာတ်ပုံလေးလည်းရိုက်တင်ထားတယ်မနေ့ပြန်စားပြီးညီမလေးတို့ပုံလေးလည်းတင်ဝင်ပြပါနော်မမတို့ဈေးလေးကလည်းဈေးတဲ့လေးဆိုရောင်းချင်တာပေါ့မမတို့ရဲ့ဒါပေမဲ့ကိုတက်ခက်ခဲနေသူတွေရှိတော့လဲလှူတာကူတာတွေကလည်းလောက်ရတာပေါ့ဟိုဒါပေမဲ့ဒီနေ့မနေ့မှသာအားလေးနည်းနည်းရှိလာတာပါကိုတွေလည်းအားရှိလာကြည့်တယ်လို့မဟုတ်သေးဘူးစိတ်တန်ရာတွေကအများကြီးပဲဖြစ်ထားကြတာပျော်လဲမပျော်ဘူးရှင်ထဲမှာလည်းပျော်မနေဘူးဟုတ်လို့ချင်းဒါလေးက A ဘယ်လောက်လဲA9 မှာရှင် A9 နီညိုလေးလှလိုက်တာလိုချင် A9 နီညိုလေးလှလိုက်တာညနေမလာလည်းမနေ့ကမနေ့စောစောတော့လာမှရမှာလို့ဟုတ်ကဲ့ဟေးလားဟောလေညနေမလာဘဲနဲ့ဆိုမနေ့ကမနေ့စောစော8 နာရီကိုလာလို့ရဆိုရရလေရေးတယ် A9 လေးပါ A9 လေးလိုချင်တသိန်းတယောက်ရပါမယ်တထားရပါတယ်ရှင်အရန်လှပါတယ်ရှင်ဒါအရန်လှပါတယ်ရှင် A9 လေးတထားရပါတယ်ဒီလိုလေးစီခဲ့ပြီလားနာမည်ဒါလေးမထွားလေးအရန်ရောင်းချင်တော့ဒိတ်ကျဲလှတာတွေပဲထုတ်ပြနေတာဒိတ်ကျဲအရန်ဒီနားမှာရှိတဲ့အပုံတွေကမှအလှဆုံးဆိုတာစီထုတ်ပြနေတာရောက်လာရင်လည်းအရန်ကြိုက်မှာငလျင်ပေးစားရနေဝယ်ရပြီးတော့လေပစ္စည်းကောင်းလေးလည်းဖြစ်ရမယ်တန်လေးလည်းဖြစ်ရမယ်လှလေးလည်းဖြစ်ရမယ်ပေါ့နော်ဟုတ်လိုချင်ဒါလေးက A10 မှာ A10 လေးလှလိုက်တာA10 နှစ်ပြလေးရှင်းလေးနဲ့လှတာလေးနှစ်ပြလေးကတော့လူတိုင်းဝတ်ချင်တာလေးတစုံမဲရှိရဲ့ A10 ဟုတ်လိုချင်ဒါလေးက A10 မှာရှင် A10 လေးလိုချင်တယောက်ရမယ်ရှင်လိုချင်နှစ်ပြ A10 လေးတယောက်ရပါမယ်ဟုတ်တသိန်းအထိနဲ့နှစ်ပြ A10 လေးတယောက်ရပါမယ်ရှင်လိုချင် A10 မှာရှင် A10 လေးလိုချင်တယောက်ရပါမယ်ကော်ဖီကငါ့အတွက်ကြောင့်ပါဟုတ်လက်ပေါ်လေးလှတာဟုတ်တယ်ခေတ်စက်ပါလောက်မစင်းမေးလေးရပြီလိုက်အေးယူရမှာလေယူမှာဟုတ်လိုချင် A10 မှာရှင်17
17နိုင်လောက်လာခဲ့ရှင်းရအကုန်ယူခဲ့လို့ယူမှာနက်ပြAတန်းလေးပါရှင် Aတန်းလေးနက်ပြရောင်လေးလိုချင်တယောက်ရပါမယ်ရှင်တသိန်းနဲ့ပါရှင်အခုရညီမလေးလေမြန်မြန်လေးပြသွားမယ်စကွန်ရှော့နေလည်းအကုန်ပြန်လာယူလို့ရပါတယ်တထား Aတန်းရပါတယ်ဒေါ်လေးကြည့်ပါအောင်နှုတ်ဖက်နေအောင်လာတာနှုတ်ဖက်နေအောင်လာတာလူကြီးတို့ဘာတွေကိုခါတော့ပြုတ်ပြပါဆိုတခါရေးတာယူလိုက်မထွန်လေးဟိုကဒီနေ့မှ live စားရအောင်တော့ဈေးရလဲရမ်းရောင်းချင်တယ်ဟိုကပါလဲအဲ့တော့လေအလှဆုံးလေးနေလေကိုပထမဆုံးလွတ်တဲ့နေလေးမှာအများကြီးလဲရောင်းချင်လို့လေဈေးလည်းအကုန်ချော့ထားတယ်ဒါပစ္စည်းအခုတကြံအတွက်လေမထွန်တို့ဝယ်ထားတဲ့တောင်းဆုံးဒီဇိုင်းလေးကြီးပဲအရင်ချစ်ဖို့ကောင်းတော့ဒီရောင်လေးလဲအောင်ခန့်ကလည်း Aတန်းယူချင်သေးတယ်တဲ့အောင်ခန့်က Aတန်းနက်ပြန်နေမယ်နှစ်ပြန်အမဟုတ်နက်ပြဒီမှာအော်မတူအဲ့အောက်ကဟာဟောဒီကောင်တော့တူတယ်အေတန်းအောင်ခန့်လဲရတယ်နော်ဟုတ်2ယောက်ရပါတယ်တတ်ထားလဲရတယ်အောင်ခန့်လဲရတယ်နော်အေတန်းလေးက2ယောက်ရပါတယ်ဟုတ်ဒါလေးကတော့ A11 မှာ A11 လေးကတော့တစ်စုံပဲရှိတယ်လိုချင်တသိန်းနဲ့ A11 မှာ A11 လှတာရက်စက်တယ် A11 ဟုတ်လိုချင် A11 ဘလို့တောင်ပို့စံအောင်လှလိုက်တာလိုချင်ဒါလေးက A11 မှာလိုချင်တသိန်းအတိနဲ့ရမှာပါရှင်ဒါ3မီတာတွေပါရှင်ခဏနေရောင်းပေးမှလည်းအများကြီးရှိပါသေးတယ်2မီတာလိုချင်တဲ့သူတွေလည်း2မီတာကွင်းတွေလည်းရောင်းမအောင်မယ်ရှင်ဟုတ်လိုချင် A11 လေးလိုချင်တယောက်ရမယ်ရှင် A11 လေးလိုချင်သမီးတို့ဟိုကလေခိုင်းနေမဲ့တူတူလေမတ်တို့ဒီချီဖူတွေကိုဟိုထဲကချီဖွန်နေတဲ့အကုန်သွားတွေ့ပြီရောအဲ့ဒါတွေအတွဲလိုက်ဒီမှာတရားတွေကိုတော့ရတယ်လို့တွဲခဲ့ရတယ်လို့တွဲပြီနော်ချီဖူတွေကိုတော့အဲ့ဒါသမီးတို့သွားတွေ့ဖွေးပြီးသားရရှိတယ်ဖွေးပြီးသားတွေလည်းဖဲဟုတ်လိုချင်ဒါလေးက A11 မှာရှင်လိုချင်တော့ဒါလေးက A11 မှာရှင်ချစ်ဖွားတယ်မဲ့တကိုက်တစ်ထွာတော့ဖြစ်ပေစီနော်သမီးတကိုက်တစ်ထွာနဲ့ပဲတွဲတကိုက်ထွာမဟုတ်တာနဲ့မတွဲနဲ့တခါရဲ့အတွဲဘလောက်ဆိုမှတော့တန်းရောက်မှာမလို့ဟုတ်လိုချင်ဒါလေးက A11 မှာရှင်အရန်လှတယ်နော် A11 လေးလဲ A11 လေးလိုချင်တယောက်ရမယ်ရှင်ပိုင်ကွန်စိမ့်လေးလှလိုက်တာဒါနှစ်ကိုက်ကွင်းကတည်တယ်နှစ်ကိုက်တွေဒီဘက်မှာရောနေတာကလေးတွေရော့ဒီမှာနှစ်ကိုက်ငါလေးရောခဏနှစ်ကိုက်ကွင်းပြလိုက်တယ်သမီးရောသမီးကနှစ်ကိုက်တွေအပြင်သစ္စာနဲ့တွဲရအောင်ဒါလေးလှလိုက်တာမမကြီးတသိန်းတိပါဒါ3မီတာနဲ့တဖြူချီချော premium quality အရန်အဖို့က premium quality အသားအရန်ကောင်းတယ်ဆိုတာတစ်ခါရေးထည့်ပြောပြတာပါချီဖို့တွေကလည်း quality အများကြီးရှိရဆိုဒါက quality အရန်ကောင်းတယ်ချီဖို့ပြုတ်အေးဆက်ဆက်လေးမမတို့အေးလေးအရင်လိုဂျပန်ဝေဖာဝတ်တဲ့သူတွေဆိုအရန်ကြိုက်မှာမျိုးချီဖို့ညီမလေးကတော့အဲ့လိုခံစားမိတယ်တိလားဂျပန်ဝေဖာလေးလိုပဲလေသူကလေပြုတ်လေးချီဖို့ဒါလေးအေးလေးဒါလေးတသိန်းတိပါလိုချင်ဒါလေးက A12 ပါ A12 လေးလိုချင်လဲတစ်ယောက်ရပါမယ်ဟိုပါတိတ်ကောင်မအစင်ကြီးကြီးမကြိုက်ဘူးအစင်စိတ်လေးတွေဝတ်ချင်တယ်ဆိုရင်မမတွေညီမလေးတွေကလေဒီမျိုးစားလေးတွေကပဲရွေးရမှာရှင့်အရန်ချစ်စရာကောင်းတာညီမလေးကလေဒီပါတိတ်ပုံသားလေးမှာမလို့ထိုင်ရက်ကြီးရောင်းနေလို့မတက်ရက်ပြီးကက်ကက်ပြချင်လိုက်တာအရန်ချစ်စရာကောင်းတာမတက်ရက်ရောင်းလဲရပါတယ်မတက်ရက်ရောင်းလိုက် A12 တချို့ကလေးကကက်ပြမှလာမဝေးပြင်လိုက်နော်တော့မတက်ရက် A12 ဒီအရိုးကိုခုံမောဆိုပဲဒါကျုံးမမီတော့နော်ဖြုတ်လိုက်မယ်နော်ဖြုတ်လိုက်ခဏနော်ခုံမခုံမတင်လိုက်ရတယ်သမီးမရတယ်သုခပါဘောသမီးရတိုးလိုက်အဲ့ချက်A12 လေးရန်လာပြကြရရှာရရတယ်ရှာပြီဟုတ်တသိန်းတိနဲ့ပေးမှာပါရှင်ဒါလေးရောဘယ်လောက်ချစ်ဖို့ကောင်းတော့လှလိုက်တာထားလိုက်ဒါလေးလည်းဘယ်လောက်ချစ်ဖို့ကောင်းတော့လှလိုက်တာ A12 လေး A12 လေးဒါလေးက A12 ပါရှင်လိုချင် A12 ပါရှင်ဒါမိုးပြရောင်လေးပါရှင်ဒီနေ့မှညီမလေးတို့လေ1 set တစ်စုံလုံးကိုမှလေတသိန်းအတိနဲ့ပဲခြာရောင်ထားရှင်ပုံမှန်တိုင်းဆိုဝုန်းနဲ့ကုန်နေရမှာလေ line နေရလဲဒီရက်ပိုင်းသိမ့်မရတော့လေ A12 လေးလိုချင်တယောက်ရပါမယ်ရှင်တသိန်းနဲ့ A12 လေးပါရှင်ဒါလေးဆိုရင်လေကာလာအစမ်းလေးတစ်စုံပဲပါတယ်ပတ်စီညိုလေးဇောင်းလေးနော်ဇောင်းလေးအရန်ချစ်ဖို့ကောင်းတာ A13 လေးတသိန်းနဲ့တယောက်ရပါမယ်ဟုတ်လိုချင်ဒါလေးက A13 ပါရှင် A13 လေးလှလိုက်တာလိုချင်တသိန်းနဲ့ A13 လေးတယောက်ရပါမယ်ရှင် A13 လေးလိုချင်တသိန်းနဲ့တယောက်ရပါမယ်ရှင် A13 လေးလှလိုက်တာနော် A13 လေးလိုချင်မမတို့ရေတသိန်းနဲ့တယောက်ရပါမယ်အေးသမီးရောက်တယ်ပြောနေ A13 လေးကလေကာလာအစမ်းအယောင်စမ်းလေးပါခဲပြာမှာပက်ဆီညိုလေးပါဟုတ်မမတို့ရေဗမန့်တင်လဲညီမလေးကိုလေဟိုင်းလေးချက်မမတွေလောက်ဝေးပါလားရှင်အသေးလေးရေပါလေးပေးပါအောင်မတို့ရေမှန်လေးကမတက်လို့လေမှန်မမှန်တဲ့သူရှင်ငိမ့်တော့ညီမလေးကိုဟိုင်းလေးလောက်ပါအောင်မတို့ရေ A13 လေးလည်းအရန်လှတယ်လိုချင်တယောက်ရပါမယ်တသိန်းနဲ့ A13 ပါတော်လေးကလေအနက်အစင်စိတ်လေးတော့လှလိုက်တာ A14 လေးလည်းအရန်လှတယ်အနက်ခံလေးပါ14လေးလိုချင်တယောက်ရပါမယ် A14 လှလိုက်တာပါတိတ်လို့တော့မထင်ရအောင်လုံးဝအစင်နှုတ်လေးမမီစမ်းရီဟိုင်းပါရှင်ဟုတ်လှလိုက်တာနော်ဒီဟာလေးများဘယ်လောက်ချစ်ဖို့ကောင်း
ဟုတ်လိုချင်ဒါလေးကတော့ A14 ပါရှင် A14 လေးလဲလိုချင်တသိန်းအတိနဲ့တယောက်ရပါမယ်ရှင်ဟုတ်ခင်ဦးရေဟိုင်းမှာကျေးဇူးတင်ပါတယ်ရှင်ဟိုင်းပေးကြမတ်ထေထေမင်္ဂလာပါချစ်မမကြီးဟုတ်လိုချင်ဒါလေးက A14 ပါရှင်လိုချင်တသိန်းအတိနဲ့ A14 လေးတယောက်ရပါမယ်ရှင် A14 လေးတသိန်းအတိနဲ့လိုချင်ရင်တယောက်ရပါမယ်မမတို့14လေးပါရှင်လိုချင်တသိန်းအတိနဲ့14လေးတယောက်ရပါမယ်14လေးဆိုအရန်လှတာလေ14လေးဆိုအရန်လှတာလေဒီ14လေးလည်းအရန်လှရယ်နော်ဟုတ်မမတို့ screenshot လေးနဲ့လည်းလာယူလို့ရတယ်မက်ကြည်စမ်းရေးချစ်မမလေးဟုတ်14လေးလိုချင်တယောက်ရပါမယ်ဟမ်ထထရ14ရတယ်ကျေးဇူးတင်ပါတယ်မမကြီးဟုတ် A14 လေးပစုံမဲရှိတာခုံလေးပေါ်တော့တင်ပေးပါလားကုန်းကုန်းယူနေရအဆင်ပြေဟုတ်ဒါလေးလည်းအရန်လှတယ် A15 ပါ ဒီစပွဲလေးပဲချပြီဒီဘက်စပွဲ ဟုတ်လိုချင်ဒါလေးက A15 ပါရှင့်ဟုတ်လိုချင်တော့ဒါလေးက A15 ပါ A15 လေးလည်းလှလိုက်တာတယောက်ပဲရမှာ စပွဲလေးဒီဘက်ပဲ ဒါလေးက A15 လေးပါ A15 ကခဲပြလေးခဲပြရအောင်လေ ဒီတမီးခါ ခြေစိတ်အညိုရှိတယ်ပြပေးမယ်ခြေစိတ်အညိုတွေခုပြလိုက်မယ်မဆန်တာတွေပြမယ်နော်ခြေစိတ်အညိုလေးတွေတမီးခြေစိတ်ယောဂီညိုအညိုလေးတွေအုပ်စုယောဂီညိုအုပ်စုရှိလားယောဂီညိုအုပ်စုတွေကဗန်ဆန်လေးလေဝေးဒါ A ဘယ်လောက်လဲ A1 ရတယ်ဒါလေးက15ခဲပြရအောင်ခဲပြရအောင် A15 ပါ A15 လေးလိုချင်ရင်တယောက်ရမယ်ရှင်15လေးလိုချင်ရင်တယောက်ရပါမယ်ရှင် A15 ရောခင်ညိုလေးတွေလည်းဈာထဲမှာရှိနေလားဘယ်နှကွင်းရှိတော့ပြလိုက်စမ်းတော့တကွင်းလို့ကျွန်တော်3000ခွဲနဲ့မှာတကွင်းရှိရလားဟိုအားလိုချင်နေလို့ဘယ်သူလိုပတ်စံနာရေးခြိချိတ်အညိုလေးကဒီဟာလေးရှိရညီမလေးကက်ရှမီးယားဒီဇိုင်းလေးဟိုချိတ်ဒီဇိုင်းရှိသေးလားဩဒီဟာလေးရှိမယ်အဲ့မှာအညိုရှိသေးလားဟမ်ညီမလေးပြပေးမယ်နော်ခဏလေးဒီလိုမျိုးလေးရှိရညီမလေးကိုပြပေးမယ်နော်ခဏလေးလွင်မာအေးရ A15 လွင်မာအေး A15 ရပါတယ်အဲ့ဒါ A15 နော်ဒါလေးကလေကာလာဇန်လေးတစ်ယောက်ပဲရမှာတော့ပန်းဒီစုရအောင်လေဒါလေးက A16 ပါတစ်ယောက်ပဲရှိရမှာဒီဟာဒါလည်းအရန်လှတယ်လိုချင်ဒီဟာလေးက A16 ပါ A16 လည်းအရန်လှတာလိုချင်ဒါလေးက A16 ပါရှင်ဟုတ်ဟိုင်းလေးမထုံကျေးဇူးပြုပြီးကိုညီပြီးလုပ်ပေးပါလားရှင် live လေးကလည်းဒီနေ့မှစတက်လို့လေဟုတ်လိုချင် A16 ပါရှင် A16 လေးလိုချင်ရင်တယောက်ရမယ်ရှင် line ကမကောင်းရတယ်နေ့ဘက်ဆိုတော့လူကလည်းနည်းနည်းနေလို့ပါဟုတ်ဟိုင်းပေးကြပါဦးအမေတကယ်ဆိုပါတိတ်ချိတ်တဲ့သူတွေဆိုလူယူနေရမှာလေအရန်လှအခုဒါနောက်ဆုံးဒီဇိုင်းလေးကြည့်ပဲခြေဖို့မှာ3မီတာလုံးဝအစမ်းပြဒီဇိုင်းလေးတွေကြည့်ပဲလိုချင်ဒါလေးက A16 ပါရှင် A16 ပါဟုတ် live ထဲမှာမကုံသွားလေဆိုရင်တော့ screenshot နဲ့ messenger မှာလာလို့ရပါတယ်ရှင်ဟုတ်ဒီဈေးနဲ့ပဲပေးမှာပါရှင်ညီမလေးတို့ဆိုင်မှာလာဝယ်တဲ့ဈေးဝယ်တွေလည်းဒီ12ရက်နေ့အထိက live အတွင်းအတန်ဆုံးရောင်းသွားတဲ့ပေါက်ဈေးမဟုတ်တဲ့ဈေးတွေနဲ့ပဲဆိုင်မှာလေးရောင်းပါမယ်ရှင်ဟုတ် K29 နဲ့ K32 ရသေးလားတဲ့ဆရာမောင်ကရှေ့ live ကမကေတူနိုင်ရသေးတယ် ညီမလေး29ရသေးတယ်တဲ့32ကပဲစင်တော့သူရသမီးရမှာခြိသားသမီးရတယ်32ရတယ်သမီးခြိသားတွေမမတန်သိတယ်ရတယ်ညီမလေး29နဲ့32နှစ်ကုတ်လုံးရလောက်သေးတယ် K16 A16 ကလွင်မာအေးရပါတယ်ဟုတ်ကျေးဇူးပါရှင်လွင်မာအေးရပါတယ်ရှင်29နဲ့32ပဲစင်လဲတယောက်တော့ကြည့်ပေးပေါ့သမီးရေဝိုင်းဇမို့29နဲ့32ပဲစင်လဲရိုက်ခဲ့သွား3ကလက်စင်ဒါလေနှက်ပြဆိုမှနှက်ပြဇောင်းဟိုမှာလေတကယ်ကိုစိတ်ပိတ်ပြီးရှင်ရှင်လေးနဲ့ဘယ်သူမဆိုကြိုက်တဲ့အကြောင်းလေး16က6ရက်ဒီမှရအောင်လားနှစ်စုံရှိရတယ်ပဲခဏလေးနော်6ရက်ဒီကြည့်ပေးမယ်နော်တူနိုင်ရ6ရက်ဒီရအောင်ပြင်ကြည့်ရအောင်တူနိုင်ရတူနိုင်ရကြည့်လိုက်6ရက်ဒီမရတော့ဘူးလားအဲ့ဘယ်လိုဆိုလဲတူနိုင်ရပါတော့ပါတယ်ရောင်းလိုက်တယ်နဲ့လူပဲရှင်အဲ့လိုခက်စစ်စင်လေးနောက်တစ်ခုပြမယ်နော်6ရက်ဒီA16 နဲ့တူတဲ့စင်ဒါလေးကြည့်မလားဒါလေးလည်းအဲ့လိုတန်းစီအော်ဒီဟာလေးပို့လို့မယ်A17 လေးတော့ရအောင်မယ်တစ်ခုနဲ့တစ်ခုကမတူဘူးနော်6ရက်ဒီဒါလေးယူမလားဒါလေးလည်းလှတာမှအရန်လှတာ17 6ရက်ဒီ16လေးကမရှိတော့ဘူး17လေးလည်းတစ်စုံပဲပါတာတအားလှတာ17လေးတအားလှတာ17တော်တော်လှတယ်17လေးယူမလား17လေးဆိုရင်ရအောင်မယ်အရန်လှဒါလေးက17လေး A17 ဒါလေးက A17 17လေးဆိုတယောက်ပဲရမှာဒါလေးရလေသူ့ပတ်တန်တွေကလေအရန်လှတာကက်ရှမီးယား K12 မမကိုထည့်ပေးမမ12ကမရှိတော့တာချက်မမလေးအကယ်လို့ထွက်လာရင်မမကိုထည့်ပေးမယ်နော်မမကိုစောင့်မိပေးထားလိုက်ညီမလေးတို့ထက်ရှာကြည့်အောင်နော်မမအဲ့ဒီအစင်မတို့အင်ကြီးစားပဲဟိုကတိချာရှာရမှာ12ကပဲစင်ဒီအနက်နဲ့ပူတာဒီကျန်ရွာ12ကဩ
အော်ရှိရလား ဟုတ်လား ဝမ်း2ဆင်ဟုတ်လို့လား ဟုတ်တယ်1 စောမရှိတော့ဘူး ဟုတ်ဟို K12 တဲ့ ဟုတ်တယ်1ရေးကြီးတရားကိုရတာလေ အော်အဲ့ဒါအင်ဂျင်စာရှိရလေ ဟုတ်ပါဆောင်းပွဲဆိုပြီးတော့ ဒါလေးရမယ်ရှင် A17 ဟုတ်မမလုပ်ပေးမယ်နော်မမဟုတ်ဒါလေးက A17 မှာအရန်လာတာပဲ17လေး17လေးကြည့်ပါဦးဘယ်လောက်လာလဲညီညိုနဲ့ cream အဖြူလေး cream အဖြူနဲ့ညီညိုနဲ့တအားကိုစမ်းတဲ့အကြောင်လေးတစုံပဲပါတယ်အများကြီးထဲမှာပါလေဒါလေးလည်းတသိန်းအတိနဲ့တယောက်ရမယ်ရှင် A17 မှာရှင်17ပြီးတော့ခုနကနက်ပြလေးရောင်းခြင်းညာ A18 ရမ်းလှလို့လိုချင်ရင်တော့ဒါလေးက A18 ပါရှင်တမင်ရိုက်ခဲ့လားမမထေထေရချိကက်ရှမီယာကိုအဖြူကမှလိမ္မော်လေးမလိမ္မော်လေးမအဖြူကမှလိမ္မော်လေးကမဒီစင်လေးလားအင်တာလေးလားအပွင့်အနားလားမအနားပွင့်လားမထေထေရအဖြူကံကိုလိမ္မော်တဲ့ကက်ရှမီယာလေးဟုတ်ဒီနက်ပြလေးလှလိုက်တာနော်နက်ပြကတော့လူတိုင်းကြိုက်တဲ့ကာလာလေးပေါ့နော်အရန်ချစ်စရာကောင်းတယ်လိုချင် A1 ဘယ်လောက်လဲA18 ပါရှင် A18 နက်ပြလေးပါလိုချင်တသိန်းအထိမက်တတေမမချီကရှမီယာလေအနာဒူနာပွင့်စင်လေးလားမဒီမိနစ်20နေရောက်မယ် လိုချင်ဒါလေးက A18 ပါA18 နက်ပြလေးနော်ချစ်စရာကောင်းတာ A18 နက်ပြလေးလှလိုက်တာလိုချင်ဒါလေးက A18 ပါရှင်လိုချင်တသိန်းအထိနဲ့ရမှာပါလိုချင် A18 ပါရှင်မတအားလာလေးတခုရှိတယ်လေဟုတ် A18 ကလေးသမီးရမမက်တတေကို highlight ပါလားမမလို့ screenshot လေးပြဘယ်ဟာလေးလဲလို့ မမကိုထိုးပတ်လိုက်တာဟိုမှာသူ့နိုင်ဝယ်ပြခိုင်းမှာသူ့နိုင်ကြားမှာရှိမှာပေါ့ speed to 1မှတ်မိတယ် ဟုတ်ကဲ့ရတာထည့်ပေးတော့ ခုနကဘယ်သူရထားတော့ပုံမှန်သွားကြည့်ရတယ် နှစ်အောင်လုံးမနဲ့နှစ်အောင်တော့ပြန်ဖြတ်သွားတာ အော်အဲ့ဒါဆိုရှိသေးတယ်29ရှိသေးတယ်29ရှိသေးတယ်အဲ့မြားလေးမက်မြားလေးထပ်ယူထားတဲ့ဟာ3กว่าနဲ့လဲသလားသမီးရေသူနဲ့ဟိုမြားလေးမှ3နဲ့လဲသလားသူနဲ့ပထမအဆုံးအပွင့်စင်ပထမအဆုံးအဖြစ်ကိုအနာအပွင့်စင်ကောက်ဖြုတ်လိုက်ပြီလားပြန်ကြည့်ပေးလိုက်လေဆာရာမောက29နဲ့32တဲ့ဆာရာမောက29နဲ့32တဲ့29နဲ့32ရလားမမကလေလှတာလေးပေးပါရတယ်နော်တဲ့အဖြူမလိမ္မော်ဆိုမမဒီအပွင့်စင်လေးလားမမလို့ဆို သမီးဓာတ်တယောက်ဖြတ်ပြလိုက်ရမစင်း သူဖြတ်ထားလေဒါလေးရှိရမလားပေးပါမမတို့ကြည့်ကြတယ်တော့ဆက်ပြရအောင်သုံးနဲ့သသိန်းလေးတောင်းပေးစတာ29ရပြရ ဟုတ်သူ့နိုင်ရတယ်ဓာတ် ဆာရာမောကို29နဲ့32လုတ်ပေးအောင် နိုင်ဒီမှာသူ့နိုင် အေး29လေးပေး29လေးရော32ရောရရနော်ဆာရာမောရေဆာရာမောဝေးလုတ်ပေးလိုက်တော့ရရမဟုတ်တော့ဒီကရောင်းလို့ရ29နဲ့32ဖြတ်ပေးလိုက်ကြစုံစီစမေ့တော့မှမလို့29နဲ့ဒါလေးက29တော့3,400ခုနကရောင်းသွားတာမမထွေကိုလေမမအပွင့်နှစင်ယူစင်လာလားသမီးမေးလိုက်ဒီအပွင့်နားစင်လေးရိုက်ပြလိုက်ဒါလေးက A18 ပါလိုချင် A18 လေးတသိန်းမှာရှင် သူကရယူပြီးဖြတ်နေပြီမှာ အော်ဟုတ် ဟုတ် A18 လေးတသိန်းမှာရှင် ဟုတ်ဓာတ်တယောက် လှလာလေးပေးပါတယ်မမအဲ့ဒါဆိုညီမလေးဝတ်တဲ့ခါလေးပေးရမလားမမထုံဝတ်တဲ့ခါကိုထည့်မရောင်းသွားတာနော်အနီပွင့်အနီပွင့်မထည့်ရောင်းသွားဘူးခဏမမထုံဝတ်တဲ့ဟာမထည့်ရောင်းသွားဘူး ပါလို့ရမလို့တော့ချုပ်လို့ရတယ် ပြမယ်မဝယ်ရလို့ဆိုတော့တွေ့ကြလား ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဆာရာမို့နှစ်ခိုင်းစီပြည့်လေးစားဖြတ်ပေး3,400နဲ့ဆာရာမို့ဟုတ်လိုချင်ဒါလေးက A18 ပါ A18 ကလေးပါရှင်အစံစားတော့ဒီစာနိုင်အောင်ပြင်မရအောင်ဟုတ်ဒီမိုင်းလုံးလေးတအားလှတာတယောက်ရပါမယ် A19 မှာ A19 တအားလှပါတယ်ဟုတ်မိုင်းလို့ရအောင်လေး A19 တအားကိုလှတယ်တော်တော်လေးလှပါတယ်တယောက်ရပါမယ် A19 လေးလှလိုက်တာနော် A19 ကတော်တော်ကိုလှတာမှာတော့ A19 လေး A19 လေးလှလိုက်တာမတ်ထေမမထည့်ပေးမယ်နော်ဟုတ် A19 အဲ့ဒါဘယ်လောက်စာရလဲခွေးအဲ့ဒါဘယ်လောက်စာ ဟုတ်ရတက်ကပြည့် ဘယ်လောက်အုပ်ခဲ့ရလား ဟုတ်တယ်ခဏမှတက်ဆက်လိုက် ဟုတ်ဒါလေးက A19 ဟုတ်ညီမလေးတို့ဒီနေ့နေခင်းရောင်းသွားတဲ့ပစ္စည်းလေးတွေကိုလေညီမလေးတို့လည်းမနေ့ဖြတ်မနေ့မှစပြီးဆက်သွယ်ပေးပါမယ်နော်မမတို့ကလေးရလည်းညာအိမ်မဲ့သူကလည်းမရှိတော့ဘူးဆိုတော့ညီမလေးတို့ကလည်းဒီဘက်မှာနည်းနည်းလေးဝင်နေခက်ခဲလေးရှိနေလို့ပါညီမလေးတို့ညာပိုင်းတော့ပြန်မဖြေတော့အောင်နော်မမတို့9နာရီခွဲလောက်ထိပဲကလေးတွေကရှိမှာဆိုတော့လေဟိုကခွန်ခွဲ7နာရီရောက်ကြရင်တော့ညီမလေးတို့2ယောက်ကိုယ်တိုင်ပြန်ဖြေပေးမယ်ပြန်ဖြေပေးမယ်ဆန်အောင်ယူခဲ့ရမှာမှတ်ချက်ရေးပြီးတော့လေညီမလေးတို့ပြန်ဖြေပေးမယ်နော်အိတ်စာအောင်မယူဘူးပေါ့ဒီပြင်မှတ်ချက်လုပ်ဖို့စာအောင်ပေါ့ဒါလေးက A19 လေးလိုချင်တသိန်းတယောက်ရပါမယ်ဒါလေးရောင်းချင်တာအရန်လှလို့ပါရွှေမဲသူလေးဒါလေးအရန်ချစ်စရာကောင်းပါတယ်ဘလူးကိုစန္ဒာလေးလည်းမသိဘူးလှလိုက်တာဟုတ်လိုချင်ဒါလေးက A19 ပါရှင်ဟုတ် A19 လေးလိုချင်တယောက်ရမယ်ရှင် A19 လေးလိုချင်တယောက်ရပါမယ်
ဆိုရင်ငါကက်ရှ်မီယာလေးတော့ပြန်ရောင်းပေးလိုက်ရမလားလိုချင်နေစမ်းဟုတ်လားဒါရောင်းလို့တော့မဟုတ်ဘူးဒါလေးကမြင်ငယ်ပိတ်လေ A20 ပါ A20 လေးလိုချင်တယောက်ရမယ်ရှင် A20 လေးလိုချင်တယောက်ရပါမယ်ဟုတ်20မှာခဏရလိုက်မယ်နော်တရားဟုတ်နောက်ထပ်တစ်မျိုးညီမလေးတို့ရောင်းမှာတော့မယ်ပါတိတ်ကိုပဲအမျိုးအစားစုံပြသွားလိုက်မယ်နော်ဒီနေ့ live ထဲမှာဟုတ်ဒါကတော့အခုချီဖို့3 meter လေးတွေပြသွားတာပါလိုချင်လူကနေတော့ညီမလေးတို့ကလေဟိုတများဟိုများစုံကြည့်လို့ရအောင်လို့စုံလေးရောင်းပေးလိုက်မယ်ဒါလေးက A20 ပါ19ရပဲမှာတော့19ရပြီးတော့19ဒါလေးက A20 ပါ ကပ်ပြီးသားလား ပန်းညပိရောင်လေးပန်းညပိရောင်လေးအစွန်ကအညိုလေးနဲ့ညီမနောက်ကအပွင့်လေးနှစ်စုံပေးပါညိုလေးနဲ့ ညိုလေးဆိုတာအပ အကောင်ဟိုဘက်တော့အညိုလေး အညိုလေးနဲ့အော်ညီမနောက်ကအပွင့်လေးညီမလေးနောက်ကဒီဟာလေးလားမမကိုပြမယ်မပြမယ်နော်ဟုတ်ညီမလေးနောက်ကဒီဟာလေးလားမမ ဝိုင်းရော မရော အစင်တူတူလားမမကိုပြလိုက်မယ်ဒါလေးက A20 မမဒီညိုလေးလားโอเคရိုက်ပေးပါဦးမမရေဒီညိုလေးတစ်စုံဟုတ်လားမမမတ်ထေဒီဟာလေးတစ်စုံဟုတ်လားမမအညိုလေး 0တယ်မမ မတ်ထေက A20 မတ်ထေဒီဟာလေးတစ်စုံယူမှာနော်ဒီဟာလေးတစ်စုံရယ်ညီမလေးနောက်ကအပွင့်လေးမမရေဒီအနက်လေးလားညီမလေးနောက်ကအပွင့်ကအဖြူလားအနက်လားမမရေပြောပေးပါဒီဟာလေးဖြူအနက်မမရေညီမလေးနောက်ကအဖြူဒီချိုချင်လေးလားမမပြောပေးအောင်နော်ဒီညိုလေးတစ်စုံထည့်လိုက်မယ်နော်မမနော်ဒီညိုလေးတစ်စုံထည့်လိုက်မယ်ဆရာမို့K29 နဲ့ K32 CP မှာပြထားတဲ့ပြလိုက်တော့သမီးရေဒီဟာလေးက okay တဲ့ဒါတစ်စုံဖြတ်ပေးတမီးမမတ်ထေထေလေးမှလေးထေကိုမိသားစုပုံလေးနဲ့နော် profile ပြနေလေးနဲ့မမကိုထေရေများလေးဒီကတော့ခရမ်းပြရအောင်ခရမ်းပြရအောင်လေးဒါလေးကခရမ်းပြရအောင်လေးဟမ်အဖြူပဲအဖြူပွင့်ဆိုဒီဟာလေးပေါ့ဒီမလေးဝတ်တဲ့ရအောင်ဒီဟာလားမမဒီဟာလားမမဒီဟာလားအပွင့်ပဲလားမမ မိုးဤစားလို့ ဒီအပွင့်ပဲလား ဒီမှာစားလို့ရတယ်မိုင်းလိုက်ရရက်ကြတယ် မမဒီအပွင့်အနီလားညီမလေးဝတ်တဲ့အပွင့်လားမမ ဖြစ်သေးလားပဲဟုတ်တယ်ဖြစ်ဖြစ် ညီမလေးဝတ်ထားတဲ့အပွင့်ဖြူလေးမမဒီဟာလေးဟုတ်တယ်ဒါကုတ်တဲ့နေရအောင်လိုက်မယ်ဒါအခုပြန်ရအောင်ကုတ်တော့ဒါခုန K ဘလောက်လဲသိဘူးမမတို့ဒီဟာလေးကိုကြာရင် K1 လို့ပြောပါ3,400နဲ့ပေးလိုက်တာ K1 မှာမမတ်ထေးဒါလေးဟုတ်တယ်ဆိုရင်အညိုလေးကထည့်လိုက်ပြီမတ်ထေးဒါ ကင်းနဲ့မရောနဲ့တစ်ခါကုန်တယ် A နဲ့လားဟုတ်ပါဘူး C နဲ့ C1 3,000ခွဲနဲ့ပါတီ1ဆက်အခုပြပေးမယ်ဟုတ်ပြပေးမယ်3,000ခွဲနဲ့ပါတီ1ဆက်တွေလည်းပေးပါအောင်ပြပေးမယ်နော်ပြမယ်ဟုတ်ဒါလေးက C1 မှာ C1 မှာ3,400ဒါညီမလေးဝတ်တာလေးကုတ်အစ်နဲ့ညီမလေးပြန်ရောင်းပေးလိုက်မယ်အရှိမတော့ရောင်းထားပြီးသားဆိုတော့လေ3,400 C1 မှာမမက်ထေရဒီရောင်လေးဆိုရင်မမက်နယ်လေးကလိမ္မော်ဝတ်ဟောက်မှပြမယ်လိမ္မော်ပွင့်ပါလိမ္မော်ပွင့် အပြူဘိန်းလုံးနဲ့သွားဝင်နေတာ ဒီတစ်ခါပွင့်ဒါလေးက C1 မှာဟုတ်ဒါလေးက C1 မှာရှင်ဒါကတော့ညီမလေးဝတ်တဲ့အရောင်လေး C1 မှာသွားခံတာပေါ့ဖျောင်းတယ်အများကြီးခက်ရတော့ဒီပွင့်လားမမနဲ့ဒီပွင့်ပဲဟောက်မဟုတ်ဒီဘက်ဘေးအစုံဆုံးမှာသမီးရေဒီစိတ်မှာသမီးရေဒီမှာနင်းနေရအနက်နောင်ပါဒါလေးဘလို့ခွင့်နေမှာတရက်စာနှစ်ပေါင်းနေတယ်များလေး C2 ဒါလေးက C2 ပါဟုတ်ဒါလေးက C2 ဒါလေးက C2 ပါရှင်ညီမတို့ဒါလေးရလေရှစ်လိုက်မှာရောင်းသွားတဲ့ချီကက်ရှမီယာလေးတွေညီမလေးတို့ဒီနေ့3,400နဲ့ပေးခဲ့တာပေါ့နော်ဟုတ် discount နဲ့အများကြီးပေးခဲ့တာဟုတ်ဒါလေးလို့ကျရင်တော့ C2 ပါ C2 ပါရှင်ဒါလေးလို့ကျရင် C2 ပါ C2 လို့ပြောပေးပါစောမရရအကုန်ဖွဲ့ပြီးတော့နောက်ပြီးဖွဲ့ပြီးတော့ပြရအောင်ပုံနဲ့ပြောင်းသွားတာအဲ့ဒါမလို့မှတ်တယ်လား ဒီသားစုလိုက်ရင်ငါတို့လူဝဲတဲ့စိတ်လေးနဲ့ရိုက်တာငါတို့ကဒီ မသိပါဘူး profile ပြောင်းသွားတာဘာလို့မှတ်တယ်ရအောင်မမရေမတ်တွေ profile ပြောင်းသွားတာညီမလေးကမသိလိုက်ဘူးတပိလာဖက်လာထပ်ဖိတ်အောင်မြင်တအားအောင်လားဟိုလေခုံလေးပြပါလားမေဟိုတယ်သွားမလားဟုတ်ပါရဲ့ C2 ဒါလေးက C2 ဒါလေးက C2 မိမလားဒီကိုင်းထိုင်မှာ ဟမ် ရိုက်တာလေးပြလိုက်မယ်နော် ဟိုနဲ့တဲ့ဟာလေးရတယ်ဖိုက်တာလေးကဥမှန်ထိုင်ထိုင်မှုလေး ဟောရဲမှာတော့ ဟုတ်တယ်ပြောဆက်ကမ်း ပြလေးပြလေး ရှားရတယ်တမန်ကြလေးပြမယ် ပေါ်မှာ friend နဲ့ပေါ့ ညီမတို့ရေဟုတ်လိုချင်တာလေးညီမတို့ screen shot နဲ့လည်းယူလို့ရတယ်နော်ညီမလေးကို screen shot နဲ့ကလေးတွေကိုပြောထားပေးနော်ချစ်မမတို့ဟုတ်ဒီမဲ့အခုလေညီမလေးလေချီဖို့
နှစ်ကြိုက်ခွဲနဲ့ချီဖွန်အတွဲလေးရောင်းပါအောင်မယ် ဆက်လေးနဲ့ရောင်းပါလား ဟမ်ဟုတ်တယ်အကုန် ရှိရမှာလား ကက်ရှမီးယားတွေရဟုတ်တယ် လေးကတားတော့ ဒါလေးအရန်လာတယ်မြေကြီးရောင်မှာမြေကြီးရောင်မှာချုပ်ချင်ဖောက်ကလေးပါချုပ်ချင်ဖောက်ကလေးပါအရန်လှတယ်လိုချင်ဒါလေးကတယောက်ရောက်မှာမယ်ဝမ်းဆက်တစ်စုံလုံးကိုမှဒီနေ့ဒါကလေထမိန်တခွင်းစေး9000ကျော်ရောင်းကြပါတယ်ညီမလေးတို့က6000 8000ရောင်းတာပေါ့ဒီနေ့တစ်စုံလုံးကိုမှညီမလေးက9000နဲ့ပေးပါတစ်စုံလုံးကိုမှ9000အဖို့ချီအဖို့တခွင်းရလေမမတို့9000 8000လောက်နဲ့ပဲရမှာ6000ပေါ့6000ပဲကြောက်ပါဟိုက9000တော့လုံးကြီးချီဖို့ထမိန်တခွင်းကို6000နဲ့ပဲအခု live မှာရောင်းပေးသွားမှာဟိုဟာချီချောပါတိတ်ချောချီဘယ်လိုလဲချီပါတိတ်ဈေးပဲရှိတယ်ချီဖို့ကိုရောင်းပေးသွားမယ်ဈေးချီပါတိတ်ဈေးတောင်မရှိဘူးချီပါတိတ်ကဘယ်လောက်လဲ9000 8000အဲ့ပေါ့ချီချောပါတိတ်ဈေးနဲ့အဖို့တွေကိုဒီနေ့ live ထဲမှာရောင်းပေးသွားမယ်ထမိန်တခွင်းယူရင်ကြိုက်တာယူ6000ချီဖွန်တကိုက်တစ်ထောင်ပါမှာ9000နဲ့ပေးမှာပါရှင်ပုံမှန်ဈေးတိုင်းဆိုရင်တော့ဒါ8000တော့ကျမှာပါဟုတ်9000နဲ့ပေးမှာပါဒါလေးလိုချင်တယ်ဆိုရင်မမတို့ B1 လို့ပြောပါကုတ်တွေကွဲသွားအောင်လို့ B နဲ့သွားလိုက်မယ်နော်ဟုတ်လိုချင်တယောက်ပဲရပါမယ်တမျိုးကိုတယောက်ပဲရမှာ B1 မှာလိုချင်တယောက်ရပါမယ်ဒါလေး9000တိနဲ့လိုချင်တယောက်ရပါမယ် B1 မှာရှင် B1 လေးလိုချင်ရင်9000နဲ့တယောက်ရပါမယ်ရှင်ထမိန်တကွင်းယူချင်လည်းရပါတယ်6000နဲ့ပေးခဲ့မှာပါဟုတ်လိုချင် B1 မှာပေါက်ဈေးတော့မဟုတ်ပါဘူးလုံးဝမှအိတ်ဆက်နေတဲ့တိုဘီအဖို့ရန်အသားကောင်းတဲ့ချီဖို့ပါတိတ်လေးပါဟုတ်လိုချင် B1 မှာလိုချင်တယောက်ရပါမယ် B1 လေးလိုချင်တယောက်ရပါမယ်1 set တစ်စုံလုံးကိုမှ9000လုံးကြီးတကွင်းကို6000အထိပါဒါလေးဆိုအရန်လာလိုချင် B1 မှာရှင်အမိတရားမရောင်းရတဲ့ကုတ်တို့ဒီတိုင်းထားတာမနဲ့ကြာရင်မငယ်လေးကပ်ပြီးတော့ရောင်းလိုက်မယ်နော်ဟုတ်ဟိုလိုင်းရမတက်တော့ဘိုက်ကအောင်လာရဲ့မနာပါဘူးရငယ်လေးခဏလာမင်းကြောက်ပြုံနေမရခဲ့မမတို့ရေဟိုင်းလေးလုပ်ပေးပါအမမတက်ဘူးဟုတ်လိုချင်တော့ဒါလေးက B1 လေးပါနော်လိုချင် B1 သမီးက B1 ဒါဘယ်နေရမရမလဲဒီနှစ်ပြလေးဆိုလှလိုက်တာ B2 နှစ်ပြလေးလှလိုက်တာ B2 နှစ်ပြလေးပါထွင်ပါရှာနေဟုတ် B2 နှစ်ပြရအောင်လေးလှလိုက်တာလိုချင်ရင်1 set ကို9000 1 set ကို9000နဲ့ရမှာပါအရန်အတန်ဆုံးရောင်းပေးထားပါတယ်လိုချင်ဒါလေးက B2 နှစ်ပြလေးပါ B2 နှစ်ပြလေးပါရှင်လိုချင်ဒီ B2 လို့ပြောပေးပါချီအဖို့ premium 2.4 meter တွေပါထမိန်တကွင်းကို6000ပဲကြမှာပါလိုချင် B2 ပါ B2 လေးပါရှင် B2 လေးပါလိုချင် B2 B2 လေးလိုချင်ရင်1 set ကို9000အထိနဲ့ရပါမယ်ဟုတ်လိုချင် B2 ပါရှင် B2 လေးလည်းအရင်စားတယ်နော်လိုချင် B2 ပါဆက်သမီးရဘေးလေးပါလေးတောက်ချင်တာပေါ့ဘေးလေးပါလေးပေးကြပါဝေးရေဘေးပေးအောင်မတော့ဖက်ပေးဘူးပန်းအောင်လည်းရောက်ခိုးရောက် B2 ရောက်ဆက်ချလိုက်ဒီကရောင်လေးဆိုလည်းအယောင်စမ်းလေး B3 ပါမမတို့ဟိုင်းလေးတွေလုပ်ပါအောင်ဆက်ဆောက်ပြီးရှိရပြီပါငါစိတ်လောက်တော့မရှိလိုချင်ဒါလေးကတော့ B3 ပါ B3 လေးပါရှင် B3 လေးလည်းအရန်လာတယ်လိုချင်တယောက်ရပါမယ်1 set ကို9000အထိနဲ့လိုချင် B3 ပါရှင်လုံးကြီးလေးတစ်ခွင်းကိုချီဖု 2.4 meter 6000အထိနဲ့ပဲပေးထားပါတယ်ရှင်လိုချင်တော့ဒါလေးကမမတို့ B3 ပါရှင် B3 လေးလည်းအရန်လာရယ်နော်လိုချင်တယောက်ရပါမယ်ရှင် B3 လေး9000ပါဒါလေးလည်းလှလိုက်တာ B4 လေးလှလိုက်တာB4 လေးတကွင်းမဲ့ရှိရလားဟုတ်တယ်မရှိဘူးနှစ်ကွင်းလုံးလို့ရေးထားဟုတ်အဲ့ဟိုလေးလက်ဟုတ်လားရှင်းဘဲစနေလုံးနဲ့ရလားဒီတမီဒါလေးတောင်ဖတ်ပြတယ် B4 အသားလေးဟုတ်လိုချင်တော့ဒါလေးက B4 ပါရှင် B4 လေးပါ B4 လေးလည်းအရန်လာတယ်လိုချင်တယောက်ပဲရပါမယ်1 set ကို9000တီ B4 ပါရှင်ဒါလေးကိုကြာရင် B4 လို့ပြောပါရှင် B4 လေးလည်းအရန်လာတယ်လိုချင်1 set ကို9000တီတယောက်ရပါမယ်ရှင်B4 လေးပါရှင်မမတို့ B4 လည်းအရန်လာတယ်နော်လိုချင်ရင်တော့ B4 ပါဆက်သမီးရမမတို့ဒီဟာလေးကြည့်ကျင်တဲ့သူရှိလာရင်လူကလည်းအရန်နေနေတော့လေညီမလေးကကြည့်ကျင်တာလေးတွေကိုပြလိုက်ချင်တာရှိတော့ဆရာစကားလေးပါနေတယ်ဒီလောက်နေနေကျွန်မ1000နဲ့သွားစင်းမရောင်းနိုင်ပါဘူးလူကနည်းနည်းလေးကြည့်ရဒီ300လောက်မှရောင်းနိုင်စမရှိB4 မမတို့ရေဟိုင်းလေးလုပ်ပေးပါအောင်နော်
ကြည့်စင်တာလေးရှိရင်လည်းပြောပေးပါနော်ဟောဘာလို့လဲဆိုလူက30ပဲရှိတာဆိုတော့လေမကြည့်ဟိုကြည့်တဲ့သူလေးနဲ့တော့လေညီမလေးပြနေရတော့ကြည့်နေတဲ့သူတွေကမကြည့်ချင်ဘူးဆိုတော့လေဟိုကြည့်ရပြီးတော့အားနာလို့လေဟုတ်ဟိုဘာလေးကြည့်ချင်လဲလည်းပြောပေးဦးနော်အစောပိုင်းတော့ဒီဖန်မှာတက်တော့ဖိုင်ပြင်းနေပြီဖြည်းဖြည်းချင်းနဲ့တောက်နိုင်မှာပေါ့ဘယ်လိုရေချင်းချင်းတောက်နိုင်လဲငလျင်မိထားလို့တော့ရောရှော့ထားတာငါတီးပေးရလွတ်လာအောင်တီးပေးရလွတ်လာအောင်ဆိုပြီး အေးမတောင်းဆိုပြီး ဟယ်လိုမမတို့ရေဟိုင်းလေးခဏပြန်ချပြီးပြန်တက်လိုက်အောင်လားနော်ပြန်တက်လိုက်မယ်ခဏလေးပြန်ချလိုက်မယ်နော်ပြန်တက်ခဲ့မယ်နော်မမတို့